တိပြမလက်ကွေးတဲ့လက်ဆန်တယ်လို့ဆန်တဲ့လက်ကွေးတယ်လို့ဒီအချိန်ကလေးအတွန်းမှာပဲဖရာထံမှောက်လာရောက်ပြီးတဲ့ကာလစကြောင်လာတိုက်တောင်းကနတ်ပြမတွေစုပေါင်းပြီးတဲ့ကာလဖရာထံမှောက်လာရောက်ခဲ့တယ်ရှေ့ဆောင်ပရိသတ်အနေနဲ့သဟံပတိပြမကြီးကဖရာကိုလျှောက်ဒေတိတုဗန္တိဘဂဝါဓမ္မံဒေတိတုသူကတော်ဓမ္မံဗန္တိရှင်မင်းမြတ်ဖရာဘဂဝါဘုန်းတော်သခင်ရှင်မင်းဖရာသည်ဓမ္မံအလင်းထိန်လက်ဓမ္မစက္ကုဒေတိတုကရုဏာရှိထားဟောကြားတော်မူပါဒေတိတုသူကတော်ဓမ္မံသူကတော်သူကတဂုံလူဖြင့်ချီးကျူးအပ်ပါတော်မြတ်စွာဘုရားသည်ဓမ္မံသစ္စာ၄ချက်ဓမ္မစက္ကုဒေတိတုဟောကြားတော်မူပါတန္တိတတ္တအပ္ပရဇက္ခဇာတိကအပ္ပရဇက္ခဇာတိကဉာဏ်ပညာမျက်စိဝဲကိလေသာမျိုးမူနိဗ္ဗာန်ကြတော့သဘောရှိကုန်သောတန္တာတတ္တပိတတ္တဝါတို့သည်လေတန်တိအထင်ရှားရှိကြပါကုန်လိမ့်မည်ဖေဟာတလောက်များတဲ့တရားတွေထဲမှာဉာဏ်ပညာမျက်စိဝဲကိလေသာမျိုးမူနိဗ္ဗာန်တဲ့တရားတွေလည်းရှိကြပါလိမ့်မယ်ဖေဟာဒီထိုဉာဏ်ပညာမျက်စိဝဲကိလေသာမျိုးမူနိဗ္ဗာန်တဲ့တရားတို့သည်အတ္တဝနတာအတ္တဝနတာယတရားတော်ကိုမနာရခြင်းကြောင့်ပရိဟာယံဒီမဖို့နိဗ္ဗာန်မှာဆုံးရှုံးကြပါကုန်လိမ့်မည်ဖေဟာဘာလို့တော့တရားမှမနာရဘဲနဲ့ယောနိသောမနတိကာရရမဖြစ်ဘူးတရားနာမှယောနိသောမနတိကာရရဖြစ်တယ်တရားနာလို့ယောနိသောမနတိကာရရလို့အဲ့ဒီအကြောင်းနှစ်ပါးဆုံးမှသမ္မာဒိဋ္ဌိဆိုတဲ့ယုံနာကိုယထာဘုဒ္ဓအမှန်သိတဲ့ဉာဏ်ပညာပေါ်တယ်အဲ့ဒီယုံနာမှန်သိတဲ့ယထာဘုဒ္ဓဉာဏ်ပညာပေါ်မှဟိုဘက်ဝိပဿနာဉာဏ်ဆက်ဆက်ပေါ်၍ဖယားပေးတော်မူလို့ရင်းဖြစ်တဲ့မဖို့နိဗ္ဗာန်ကိုရဖြစ်တယ်တရားမှမနာရဘဲပရတောဂောသခေါ်တဲ့သူတော်ဘာဓမ္မတရားတန်ကြားနာရခြင်းဆိုတဲ့အကြောင်းချိုးတဲ့နေပေါ့အပ္ပရဇက္ခဉာဏ်ပညာမျက်စိဝဲကိလေသာမျိုးမုံနိဗ္ဗာန်တဲ့တရားပင်ဖြစ်စေကမူတရားနာရခြင်းအကြောင်းချို့တဲ့လို့ရှိရင်ဖြင့်မဖို့နိဗ္ဗာန်တည်းဟူသောလောကုတ္တရာတရားမှာဆုံးရှုံးနေတာကြပါလိမ့်ဘဝိတန္တိဓမ္မတအညာတာတော့ရှင်တော်ဖျားဟောကြားခဲ့လို့ရှိရင်ဖြင့်ဟောကြားတော်မူတဲ့သစ္စာလေးချက်တရားနဲ့ကိုခေါ်ဝဲသိမြင်ကြမဲ့တတ္တဝါတွေလည်းရှိကြပါလိမ့်မယ်ဖျားလို့အဲဒီလိုသက္ကပြေနဲ့လျှောက်ထားတော်လဲအာမေရတဲ့အတွက်ဂါထာပန္ဒနဲ့ဘာတုရောတိမဂဒေတုပုပ္ပေဓမ္မောအတုတော်သမလေဟိစိန်တိတော်အပပုရိတံအမတ္တတဒွါရံသူနန္တုဓမ္မံဝိမလေနာနုဗုဒ္ဓံဘာတုရောတိမဂဒေတုပုပ္ပေပုပ္ပေရှိအခါကာလရှင်တော်ဖျားပွင့်တော်မမူမီကာလ၌မဂဒေတုမဂဒတိုင်းတို့၌သမလေဟိယာငါဒေါသမောဟရင်မေးအညေကြီးတို့လိမ့်ထွေ၍နေကြသောသတ္တထာရဖယားအမိခံဒိဋ္ဌိဆရာကြီး6ဦးတို့သည်စိန်တီတော်ဝိတ္တဖြင့်ကြံစ၍ဟောမိဟောရန်ဟောကြားအပ်သောအတုတော်ဓမ္မောမစင်ကြဲတဲ့တရားသည်မဂဒေတုမဂဒတိုင်းတို့၌ပါတုရဟောသည်ထင်ရှားဖြစ်ပေါ်၍နေပါれစကြဝဠာကြီးအနတ်အပြည့်ဆူးတွေလျှောက်ခင်းထားတယ်လို့ပဲဖေဟာတဲ့ဒိဋ္ဌိဆရာကြီး6ဦးတို့ကသူတို့ကြမ်းမိကြံရာစီမိစီယာနဲ့မိစ္ဆာအယူတို့ရှာဥပြီးတကလားမဂဒတိုင်းအင်္ဂတိုင်းတိုင်းတော်လသအနှံ့အပြားလျှောက်ပြီးတော့မိစ္ဆာဝါဒတိဟုသောစုကကြီးတွေလျှောက်ချထားပါတယ်အပပုရိတံအမတ္တတဒွါရံအမတ္တတအမြိုက်နိဗ္ဗာန်ဤဒွါရံတကားတပွဲဖြစ်တဲ့မဲခင်7ပါးကိုဝါရမဲခင်7ပါးတည်းဟုသောကတ္တပမြတ်စွာဘုရားသာသနာကွယ်တော်မူသည်မှယနေ့ကြအောင်ပိတ်ဆို့၍နေသောအမတ္တတဒွါရံအမြိုက်နိဗ္ဗာန်ဤတကားမဲခင်7ပါးကိုအပါပုရဒေသနာဉာဏ်လက်ဖြင့်ဖွင့်လှစ်တော်မူပါဒေသနာဉာဏ်တော်တည်းဟုသောရွှေလက်တော်ဖြင့်မဲခင်7ပါးတည်းဟုသောနိဗ္ဗာန်တကားကြီးတွေဟာကတ္တပမြတ်စွာဘုရားသာသနာကွယ်တော်မူတဲ့အချိန်ကစပြီးယနေ့တိုင်းပိတ်ရသားရှိပါတယ်အဲ့ဒီပိတ်နေတဲ့
မေခင်ရှိပါနိဗ္ဗာန်တရားကြီးတို့ကိုရှင်တော်ဖျားဖွင့်လက်တော်မူပါသူနန္တုဓမ္မဝိမလေနာနုဗုဒ္ဓံယံကဒေါသမောဟအညစ်အကြေးကင်းဝေးတော်မူတဲ့ရှင်တော်ဖျားသိတဲ့သစ္စာလေးချက်တရားနဲ့ကိုသရဝါတွေနာခွင့်ပြုတော်မူပါဒီလေယထာပပတ္တမုဒ္ဒနိဋ္ဌိတောယထာပိပသေသနာတံသမန္တတောလောကဥပမာအားဖြင့်ကြောက်အတိပြီး၍မြင့်ပြီးမြင့်ခိုင်လီခိုင်မာတဲ့ကြောက်တောင်ကြီးပေါ်မှာရောက်နေတဲ့မျက်စိအမြင်ကောင်းတဲ့အမျိုးကောင်းသားမင်းယောက်ျားသည်တမင်အားထုတ်ပြီးကြည်မနေရတော့ပဲပဂတိရမြဲတိုင်းပဂတိတည်မြဲတိုင်းကအယက်လေးမျက်နှာမှာမိမိအလိုရှိရာကိုကြည်နိုင်တယ်လို့ရှင်ဖျားလည်းပဲလောကုတ္တရာတရားဒီဟူသောဓမ္မပါဠဒပြတ်သမ္မာကြီးတက်သို့တက်တော်မူပြီးတကားလားဝိရောတိုင်းကဆိုရင်သောကမှာကင်းဝေးတော်မူတဲ့အရှင်ဘုရားသည်ဆိုရင်သောကတိဟူသောရေရင်ကျော်မျောပါနေတဲ့တရားဝါတွေကိုကြည့်ရှုတော်မူပါအောင်ဘုရားဒီရဲ့နေနဲ့နော်လေလေယထာပပတ္တမုဒ္ဒနိဋ္ဌိတောယထာပိပသေသနတံသမန္တတောတပ္ပထုပမံဓမ္မမယံသူမေတ္တပါတဓမ္မရုံရှသမန္တသက္ခုသောကဝတိဏံဇနတမပေတသောကောအဝခတုဇာတိတရာပိဟုတံတိုက်တွန်းပါရစေလျှောက်ထားပါရစေတောင်းပန်ပါရစေဥဒ္ဓေဟိဝိရဝိတိတသံဃာမတန်ထံဝါဟအနနဝိဆရလောကေဒီတတုဘဂဝါဓမ္မံအညတာရောဘဝိတံတိဝိရသမ္မပဒံလုံလဝိရိယနှင့်ပြည့်စုံတော်မူပါပေသောမြတ်စွာဘုရားဥဒ္ဓေဟိထတော်မူဝိဇိတသင်္ဃမဒေဝပုဒ္ဒကိလေသမံမန်စစ်ပွဲအောင်ပွဲဆင်းတော်မူပြီးတော်မြတ်စွာဘုရားဥဒ္ဓေဟိထတော်မူတတ္ထဝါဟသရဝဘုလူတို့ကိုဇာတိတိဟုသောခရီးကဲဇယာတိဟုသောခရီးကဲဗျာတိမရဏခရီးကဲတို့မှာဇာတိတိဟုသောခရီးကဲဇယာတိဟုသောခရီးကဲဗျာတိမရဏခရီးကဲတို့မှာထုတ်ဆဲကဲတင်တော်မူတတ်တဲ့လှင်မှုသပွဲဖြစ်တော်မူသောမြတ်စွာဘုရားဥဒ္ဓေဟိထတော်မူအနနာကာမိသန္တာမြည်ကျွေးကင်းဝေတော်မူပြီးတော်မြတ်စွာဘုရားလောကေတတ္တလောကကြီးထဲ၌ဝိသရဒေသစာရီကြွချီတော်မူပါဘုရားတတ္တလောကကြီးထဲဒေသစာရီကြွချီတော်မူပါဒေသတုဘဂဝါဓမ္မအညတာရောဘဝိတံတိဘဂဝါဘုန်းတော်သခင်ရှင်မင်းဘုရားသည်ဓမ္မအလင်းထိန်လက်ဓမ္မစက်ကိုဒေသတုကရုဏာရှိထဟောကြားတော်မူပါအညတာရောသစ္စာလေးပါးတရားသိကြတဲ့နတ်လူမြမတတ္တဝါတွေဒီဘဝိတံတိထင်ရှားရှိကြပါကုန်လိမ့်မည်ဘုရားအဲ့ဒီလိုမြမတောင်းပန်ခဲ့တယ်ဝိနိမာဝပါဠိတော်မှာတော့၃ချိန်တိုင်းပဲတောင်းပန်တယ်လို့လာတယ်မေဇိမာပဏ္ဏသအစရှိတဲ့ပါဠိတော်များမှာတော့တစ်ချိန်နဲ့တောင်းပန်တယ်လို့လာတယ်မဟာဗရဏ၃ညမှာတော့လည်းပဲ၃ချိန်နဲ့တောင်းပန်တယ်လို့လာတယ်ဒီတော့ဓမ္မဂါရဝဖြစ်ဖို့ရန်အတွက်၃ချိန်တောင်းပန်တယ်ပဲထားကြပါစို့၃ချိန်စီတောင်းပန်တာ၃ချိန်စီတဲ့အခါကျတော့သဗ္ဗညုမြတ်စွာဘုရားဏိဒံကစုံခဲ့ပြီကိုတော်မြတ်တဏ္ဍာမှာဖြစ်တော်မူတဲ့မဟာကရုဏာတိဟူသောဣဇ္ဇတိကဏိဒံယမဤတောင်းပန်ခြင်းတည်းဟူသောဘာဟိရဏိဒံအဲ့ဒီဏိဒံတရားဟောဖို့ရန်အတွန်းအပအကြောင်းနှစ်ပါးဏိဒံနှစ်ပါးစုံပြီဆိုတော့ဗုဒ္ဓစက္ခုခေါ်တဲ့အာတယနုတယဉာဏ်သတ္တဝါတို့ရဲ့အာတယအလိုအကြိုက်အနုတယကိုသိတော်မူတဲ့ဉာဏ်ဣန္ဒရိယပရောပရိယတိဉာဏ်ဣန္ဒြေအနုအယင့်ကိုသိတဲ့ဉာဏ်အဲ့ဒီဗုဒ္ဓစက္ခုဉာဏ်ပညာမျက်စိအစုံဖြင့်တတ္တလောကကိုဖြန့်ပြီးကြည့်ပြီအခုကတရားဟောမလို့ကြည်တာနော်တရားဟောဖို့ရန်ဒေသနာဏိဒံဆုံးလို့တတ္တဝါတွေကိုကြည်လိုက်တဲ့အခါကျတော့တတ္တဝါတွေပဲလို့မြင်ရတော့အတ္တသာခောဘဂဝါဗုဒ္ဓသက္ခုနာလောကံဟောလောကင်တော့တတ္တိအပ္ပရဇက္ခေမဟာရဇက္ခေဒိဋ္ဌိနရိယေမုဒိဏရိယေဒွာကာရေဒွာကာရေသူဝိညာပိယေဒုဝိညာပိယေဉာဏ်ပညာမျက်စိမှာကိလေသာမြုံမုံနေတဲ့တတ္တဝါတွေဉာဏ်ပညာမျက်စိမှာကိလေသာမြုံမုံတွေထူပြောနေတဲ့တတ္တဝါတွေ
အတူချုပ်အားဖြင့်ကျွတ်ထိုက်တဲ့တတ္တဝါတွေမကျွတ်ထိုက်တဲ့တတ္တဝါတွေဗုဒ္ဓစက္ခုဉာဏ်ပညာမျက်စိအစုံဖြင့်ကြည့်ရှုတော်မူတဲ့အခါကျတော့တန့်လျက်ကန့်လျက်ကကိုတော်မြတ်ရဲ့ဉာဏ်ဝမှာထင်ခဲ့တယ်လောကဥပမာဘာလို့လဲလို့ဆိုတော့ပဒုံမာကြာအိုင်ကမ္ဘာဘောကနေပြီးကြည့်တဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီပဒုံမာကြာအိုင်ကြီးထဲမှာကြာတော်ကြီးထဲမှာပေါ့လေတချို့ကြာတွေကရေပေါ်မှာပေါ်ပြီးတကားလာဖူးနေငုံနေတဲ့ကြာတွေတချို့ကြာတွေကရေပြင်းနဲ့အညီပဲအဖူးအငုံတီးနေတဲ့ကြာတွေတချို့ကြာတွေကကြည်လင်လာတဲ့ရေအပြင်အောင်နာမှာပဲရှိနေတဲ့ကြာတွေအဲ့ဒီလိုကြာသုံးမျိုးမြင်တာလို့သဗ္ဗညုမြတ်စွာဘုရားလည်းပဲဥက္ကတိတင်းညူခေါ်တဲ့ရေပေါ်မှာစွန့်ထောင်းနေတဲ့ကြာဘူးကြာငုံတို့နဲ့တူတဲ့သတ္တဝါတွေကိုလည်းမြင်တော်မူရတယ်ဝိပင်စိတင်းညူအကျေဟောမှသိမဲ့ဝိပင်စိတင်းညူခေါ်ဆိုတဲ့ရေနဲ့အညီအမျှတီးနေတဲ့ကြာဘူးကြာငုံနဲ့တူတဲ့သတ္တဝါတွေကိုလည်းမြင်ရတယ်ဒီတထိုင်တင်းနေတာဖြင့်တရားမဖြစ်သေးဘူးကလျာဏမိတ်ဆွေတွေစီးကလို့မှီဝဲလို့နေ့ရှိရလျပွားများအားထုတ်တော်မှာမဲ့ဖို့ရမယ်ထိုးဘဝမဲ့ဖို့ရမယ်နေရခေါ်တဲ့တတ္တိယပုဂ္ဂိုလ်နဲ့တူတဲ့နေရခေါ်တဲ့တတ္တိယပုဂ္ဂိုလ်ဒီဟူသောရေအတွင်းမှာပဲကြီးပွားနေတဲ့ကြာနဲ့တူတဲ့သတ္တဝါတွေကိုလည်းမြင်ခဲ့တယ်ဒါရမလားလို့ဆိုတော့ရေရဲ့အတွင်းမှာပဲပွင့်ညင်းသူမရောက်ဖဲနဲ့ငါးလိတ်တို့ရဲ့အစာဖြစ်သွားတဲ့ဗဒပရမပုဂ္ဂိုလ်ဒီဟူသောငါးလိတ်တို့အစာဖြစ်သွားတဲ့ကြာနဲ့တူတဲ့ဗဒပရမပုဂ္ဂိုလ်ဒီဟူသောသတ္တဝါတွေကိုလည်းမြင်ခဲ့တယ်စရင်မထက်လောက်လို့တတ္တဝါ၃မျိုးဒီဘဝကျွတ်မဲ့တတ္တဝါ၃မျိုးကိုသာလဲသင်္ဃာယနာပါဠိမှာထားတာတဲ့ဒီရေပေါ်မှာစွန့်ကြီးမြင့်တက်နေတဲ့ကြာတွေကယနေ့နေထွက်ရင်ပွင့်မဲ့ကြာတွေရေအပြင်းနဲ့ထိတ်ချင်းညီနေတဲ့ကြာတွေကယနေ့မပွင့်သေးဘူးနဲ့ဖန်ကာလမှာပွင့်မဲ့ကြာတွေရေရဲ့အတွင်းမှာပဲရှိနေတဲ့ကြာဘူးကြာငုံတွေကတပည့်ဖိန်းတွေနောက်ရက်များမှာပွင့်မဲ့ကြာဘူးကြာတွေကြာငုံတွေအဲ့ဒါလိုပဲအကျင့်ဟောယုံများကျွတ်မဲ့ဥက္ကတိတင်ညူတတ္တဝါတွေအကျယ်ဝိထာရဒီနေရာမှာဟောလို့ကျွတ်သွားမဲ့ဝိပင်စိတင်ညူတတ္တဝါတွေဒီနေရာတထိုင်နေဖြင့်တရားမရသေးမသိသေးပဲနဲ့ဒီဘဝမှာကလျာဏမိတ်ဆွေတွေစီးကတရားကိုနာထပ်တလဲလဲပွားများအားထုတ်လို့ရှိရင်ဖြင့်ဒီဘဝမဲ့ဖို့ရမယ်နေရပုဂ္ဂိုလ်ဆိုတဲ့ပုဂ္ဂိုလ်၃မျိုးကိုမြင်ခဲ့တယ်မြင်ပြီးပြီဆိုတော့မှဘုရားကိုယ်တော်မြတ်အမတိပြမအဘာမိန်ကြတယ်လေအပါရုဒ္ဓတေသံအမတတဒွါရာယေသောတဝန္တောဗမုံစန္တုတတံဝိဝိသသိဉ္ဇိဘဂုဏံနာဝသိဉ္ဓမ္မံပဏိတံမနုသေတုဗျမေသဟံပတိဗျာမရေအချင်းသူတို့သည်သောတဝန္တောနာရှိကြပေကုန်၏အယူပံဝဆရဗြဟ္မာတွေကိုထားအသိဉ္ဇတဗြဟ္မာတွေကိုထားကျန်တဲ့လူပြည်နတ်ပြည်ဗြဟ္မပြည်မှာရှိကြတဲ့နားပါတဲ့သတ္တဝါတွေရှိတယ်မဟုတ်ဘူးလားရှိပါတယ်ရေအချင်းသူတို့သည်သောတာဝန်တော်သောတိန်တရေနာအကင်းပါကြပါပေကုန်၏ဒီထိုသောတိန်တရေနာအကင်းပါကြတဲ့တတ္တဝါတို့သည်တတ္တံငါဖျားနှင့်တရားတော်အပေါ်ဝဲယုံကြည်ခြင်းတရားကိုပမုံစံတူဆုပ်၍မထားကြပါကုန်လင်လွှတ်၍ထားကြပါကုန်အထုပ်ကိုထုတ်ထားတယ်လို့စုပ်မထားကြနဲ့ငါဖျားနှင့်တရားတော်အပေါ်၌ယုံကြည်ခြင်းဆိုတဲ့တရားတွေဟူသောယတနာတွေကိုတကယ့်တရားအစစ်အမှန်ကိုယုံကြည်ဖို့ရန်အချိန်မတန်သေးတဲ့အတွက်ကသဗ္ဗမြတ်စွာသာသနာတော်ကွယ်ပတိကယနေ့ကြအောင်တရားဒီဟူသောယတနာတွေကိုသတ္တဝါတွေကအထုပ်ကလေးနဲ့ကြစ်ပါအောင်ထုတ်ထားတယ်လို့ရှိနေတယ်တဲ့လေးနဲ့တယ်နော်ဒါဖြင့်ရင်အဲ့ဒီအတွန်းမှာဒိဋ္ဌိဆရာကြီးတွေကိုကြီးညိုကြတဲ့ပုဂ္ဂိုလ်တွေမပေါ်ဘူးလားပေါ်ပါတယ်တရားယရဏအစစ်အမှန်မဟုတ်ဘူးတဲ့နော်တရားအစစ်အမှန်မဟုတ်ဘူးမိစ္ဆာဒီမောက္ခလို့ခေါ်ပါတယ်တရားအစစ်အမှန်က
ဝတ္ထုအစစ်အမှန်ယရနာသုံးပါးအစစ်အမှန်ကိုကြီးညိုမှတကယ်တရားတရားအစစ်အမှန်ဖြစ်နိုင်တယ်တကယ်တရားတရားအစစ်အမှန်ကကတ္တပမြတ်စွာသာသနာကွယ်ပတိကယနေ့တိုင်ကြအောင်တရားဝါတို့ရဲ့တဏ္ဍာမှာအလုံးမွန်မြတ်တဲ့ယရနာကိုထုတ်၍ထားတယ်လို့တရားတရားတွေဟူသောယရနာကိုသူတို့ဥစ္စာယရနာကိုထုတ်ပြီးတော့ထားကြတယ်ယနေ့ကသူတို့ဥစ္စာတရားတရားဒီဟူသောယရနာဒုတ်ကြီးကိုဖြေဖို့ရအချိန်တန်ပြီအဲ့ဒါကြောင့်ငါဖေရညတော်တို့အပေါ်မှာသာသနာတော်ကတ္တပမြတ်စွာသာသနာကွယ်ပတိကယနေ့တိုင်ကြအောင်အချိန်မရောက်သေး၍ထုတ်ထားတဲ့ဖွဲ့ထားတဲ့နှောင်ထားတဲ့ယရနာနဲ့တူတဲ့တရားတရားကိုထိုသောတိင်္ဂရေနာအကင်းပါကြတဲ့တရားဝါဒုက္ခသာတရားတရားဒီဟူသောယရနာဒုတ်ကြီးကိုဖြေလိုက်ကြပါတဲ့ဖွင့်လိုက်ကြပါအပါရုတတေတံအမတ္တသဒ္ဒဝါရာယေသောတဝန္တောပမုံစန္တုတတံဒေတံထိုသောတိင်္ဂရေနာအကင်းပါသူတို့အတွက်အမတ္တအမြိုက်နိဗ္ဗာန်ဤဒွါရာမဂ္ဂင်၈ပါးတကားကြီး၈ပေါက်တို့ကိုအပါရုတငါကပိတ်၍မထအမြဲပင်ဖွင့်လှစ်၍ထအပ်ပါကုန်မည်နိဗ္ဗာန်တကားမဂ္ဂင်၈ပါးကိုအမြဲပဲဖွင့်ထားပါတယ်ရှိရှိရက်တွေတုန်းကတော့ဘဂုဏဝိဟိတသင်ကြီးဘဂုဏနာဘာသိဓမ္မပဏိတမနုစေတုပြမေရှိရှိရက်တွေကဏိဒံမပြည့်စုံသေးတဲ့အတွက်ငါဖျားလို့လို့စေတရားဟောတော့လေပင်ပန်းယုံသာရှိမယ်ဏိဒံမပြည့်စုံသေးတဲ့အတွက်တရားဝါတွေအကျိုးရမဖြစ်နိုင်ဘူးအဲ့ဒီလိုကိုတော့ပင်ပန်းနွမ်းနေမှာကိုသိတော်မူတဲ့အတွက်ရှိရှိရက်တုန်းကငါဖျားတရားမဟောခဲ့ဘူးလို့မြတ်စွာဘုရားမိန့်ကြားတော်မှာသဟံပတိမြမကကတာဝကသောခောမိဘဂဝန္တာဓမ္မဒေသနာယမြတ်စွာဘုရားတရားဟောဖို့ရန်အတွက်ခွင့်ပြုတော်မူခြင်းပဲလို့ဘုရားကိုယ်တော်မြတ်လက်ရရရှိခိုးပြီးတဲ့ကာလဗြဟ္မပြည်ပြန်ခဲ့အဲ့ဒီအချိန်မှာအဇဗလာညုံမင်းရင်၌ဘုရားကိုယ်တော်မြတ်တသုတိသာကြံခဲ့ပြီစဉ်းစားကတဏုခောံပထမံဓမ္မံဒေတိယံကိုဣမံဓမ္မံခိပ္ပမေဝအာဇာနိတတိငါဘသူများတရားလက်ဥဟောရပါမတို့အဘယ်သူဒီငါယခုဟောမဲ့တရားကိုပိုင်းပိုင်းခြားခြားသိပါလိမ့်မတို့သိမှာပါလိမ့်လို့ပထမအကြံဖြစ်ရာကတဆင့်တဲပြီးတကားလားဘုရားကိုယ်တော်မြတ်ရဲ့စိတ်ထဲမှာတရားရည်နဲ့ပတ်သက်လာရင်အကြံဖြစ်ကြတဲ့ပုဂ္ဂိုလ်၃စုရှိတယ်တစ်ကဘယ်သူလဲအလောင်းတော်ဘဝတုန်းကတရားဆွေးနွေးခဲ့ဘူးတဲ့အာလာရယတိအဲ့ဒီစဉ်ကာလကတရားဆွေးနွေးခဲ့ဘူးတဲ့ဥရကယတိအလောင်းတော်ဘဝတုန်းကဒုက္ခရသရိယာ6နှစ်ကြာကျင့်တော်မူစဉ်ကာလဝဲရေဘူးရေချမ်းကမ်းလှမ်းပြီးတော့ဝကြီးဝငယ်ပြုလုပ်တဲ့သင်္သဝဂီယဟန်တော်၅ပါးအဲ့ဒီပုဂ္ဂိုလ်၃စုကိုဘုရားကိုယ်တော်မြတ်တရားနဲ့စပ်ပြီးဆိုလို့ရှိရင်ဖြင့်ပထမအာလာရဒုတိယဥရကတတိယပင်စဝဂီတို့ကိုဆင်ញင်မြဲတဲ့အဲ့ဒီလိုစဉ်းစားတယ်လို့ဘုရားကိုယ်တော်မြတ်လည်းပဲပထမဘယ်လိုစဉ်းစားလဲယန္နုနာဟံဣမံဓမ္မံအာလာရတကာလမတဓမ္မံပထမံဒေတိယံဟံငါတိဣမံဓမ္မံအယံခောအာလာရောကာလမောပန္နိတောဝိယတောပန္နိတောပြတ်တော်မိတာဝိဒီဃရတံအပ္ပရဇက္ခဇာတိကောကာလမရဲ့အမျိုးအနွယ်ဖြစ်တဲ့အာလာရယသိဟာဖြင့်ပညာရှိတယ်လိမ္မာတယ်ထိုးတွန်းတဲ့တင်ခနုပတ္တိဉာဏ်နဲ့လည်းပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်တယ်နေ့ရှိရလျာသမာဘဖြင့်ကာမိသန္တပြဘာဒအစရှိတဲ့ကိလေသာမြူမုံတွေခွာထားတဲ့အတွက်ဉာဏ်ပညာမျက်စိဝဲကိလေသာမြူမုံနီးပါတဲ့သဘောရှိတဲ့ပုဂ္ဂိုလ်လည်းမှန်တယ်ယန္နုနာဟံကာလအာလာရတကာလမတ္တပထမံဓမ္မံဒေတိယံသောဣမံဓမ္မံခိပ္ပမေဝအာဇာနိတတိငါကကာလမ၏အနွယ်ဖြစ်တဲ့အာလာရယသိကိုလက်ဥတရားဟောရမူကောင်းလေစွာသူကလက်ဥတရားကိုသိနိုင်တဲ့ပုဂ္ဂိုလ်ပဲလို့အကြံစီဖြစ်တယ်အဲ့ဒီအကြံစီဖြစ်တဲ့ဘုရားကိုယ်တော်များအကြံစီဖြစ်လို့လဲဆုံးရောမထင်မရှားနဲ့ကွယ်ပနေတဲ့နတ်တူကတတ္တဟာကာလင်္ဂတောဗန္တိအာလာရောကာလမောဘုန်းတော်နေဝန်ထွန်းတောက်ပါတော်မူသောမြတ်စွာဘုရားကာလမအမျိုးအနွယ်ဖြစ်တဲ့အာလာရယသိက
ယနေ့မှလွန်ခဲ့တဲ့9 ရက်မြောက်နေ့တုန်းကသုတိပြတ်ကြွေသေးခဲ့ပါပြီဖေဟာနတ်ပြောစကားနဲ့ယုံပြီလားလို့ဆိုတော့ဖေဟာကိုယ်တိုင်လည်းပဲပြန်၍အာလာရရဲ့ဂတိကိုစဉ်းစားတဲ့အခါယနေ့မှအတိတ်လွန်ခဲ့တဲ့9 ရက်မြောက်တုန်းကသုတိပြတ်ကြွေသေးလွန်ပြီတကားလားအယူပါဝဆရဗြဟ္မ၄ဘုံတို့အနဲ့တတ္တိယဖြစ်တဲ့အာကိဉ္စဉ္ညာယရဏဘုံရောက်နေတာကိုဘုရားကိုယ်တော်မြတ်သိခဲ့တယ်အဲ့ဒီလိုသိပြီးတော့ဘုရားစိတ်ထဲမှာဆက်ပြီးဘယ်လိုအကြံဖြစ်တယ်လဲမဟာဇာနိယောခောအာလာရောကာလမောကာလမောကာလမအနွယ်၌ဖြစ်သောအာလာရောအာလာရယတိတိမဟာဇာနိယောခောအဆုံးရှုံးကြီးဆုံးရှုံးခဲ့တကား9 ရက်လောက်များဆိုင်းတွလိုက်လို့ရှိရင်ငါဖေရနဲ့ယနေ့တွေ့ပြီးတရားဟောရရင်မြန်ကိုအပြုတ်တရားရမယ်ပုဂ္ဂိုလ်အခုဖြင့်ဆုံးရှုံးခြင်းကြီးဆုံးရှုံးခဲ့လေပြီသာစေဟိတောဣမန္နမန္တုနေယခိဗ္ဗမေဝအာဇာနေယအကယ်၍မြအာလာရယခုငါဟောမဲ့တရားကိုသိရင်မြန်သိမဲ့ပုဂ္ဂိုလ်တရားကြားနာလိုက်ရလို့ရှိရင်မြန်သိမဲ့ပုဂ္ဂိုလ်ယခုတော့ငါဖေရသွားရောက်၍လည်းမဟောနိုင်ကရုဏာရှိထားသွားပြီးဟောပြန်ပါတော့လည်းပဲသူ့မှာနားမပါတဲ့အတွက်တရားမနာနိုင်ဘူးနားမပါတဲ့အတွက်တရားမနာနိုင်တော့ပရတောဂောသဆိုတဲ့သူတစ်ပါးထားမှာတရားသံဒီဟုတော့အကြောင်းချိုးတဲ့ပထမအကြောင်းချိုးတဲ့ကလေးကဘယ်လိုနည်းနဲ့ယောနိသောမနတိကာရဆိုတဲ့ဒုတိယအကြောင်းရဖြစ်မလို့မဖြစ်နိုင်တော့ဘူးအဲ့ဒီအကြောင်းနှစ်ပါးမှမရဘဲနဲ့ဘယ်လိုနည်းနဲ့မှသမာဓိဋ္ဌိမဖြစ်နိုင်တော့ဘူးအဲ့ဒီတော့အာလာရကအရှုံးကြီးရှုံးခဲ့အဆုံးကြီးဆုံးခဲ့လေပြီတကားလို့အာလာရအတွက်အကြံဖြစ်ပြီးတော့တဖန်ကာလမဥဒကယသိအတွက်တဖန်ဆက်ပြီးတော့အကြံဖြစ်ပြန်တယ်အယံခောဥဒကောရမဗုဒ္ဓပန္နိတောပြတော်မေရာဝီယာမယတဥဒကယသိလည်းပညာရှိတဲ့ပုဂ္ဂိုလ်လိမ္မာတဲ့ပုဂ္ဂိုလ်ဌာနုပ္ပတ္တိကဉာဏ်အမြင်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ငါဖေရကယာမသားဖြစ်တဲ့ဥဒကယသိကိုရှေးဥစွာတရားဟောရမှုကောင်းလေစွာသူဒီငါတရားကိုအလင်းမြန်သိမဲ့ပုဂ္ဂိုလ်ပဲလို့အကြံဖြစ်ပြန်တော့လေရှင်းဤအတူကိုထင်မပြဘဲနဲ့အဲ့ဒီနတ်ကဘာလျှောက်တယ်လဲဆိုတော့အဘိဓောသကာလင်အတော်ပန်းတေဥဒကောရမဗုဒ္ဓဘုံတော်နေဝံထွန်းတောက်ပါတော်မူသောမြတ်စွာဘုရားယာမသားဖြစ်တဲ့ဥဒကယသိလည်းပဲယမနိညတန်ကောင်းကကွယ်လွန်ခဲ့ပါသဖေဟာသူပြောတာနဲ့ယုံကြည်သလားလို့ဆိုတော့ဖေဟာသူပြောတာနဲ့မယုံသေးပဲနဲ့စဉ်းစားတဲ့ဥဒကရဲ့ဂတိကိုဟုတ်တယ်ယမနိညတန်ကောင်းကသုတိပြကျွေးသေးလွန်ပြည့်တကားလာယခုအချိန်၌ဥဒကကနေဝတင်ညာနာတင်ညာယတနာဘုံတို့ရောက်ခဲ့လေပြီရှင်းဤအာလာရကဲ့သို့ပဲဖေဟာကိုတော်မြတ်စိတ်ထဲမှာဥဒကကအဆုံးရှုံးကြီးဆုံးရှုံးခဲ့လေပြီတကားလို့အကြံဖြစ်ခဲ့အဲ့ဒီလိုအကြံဖြစ်ပြီးတော့ရှေ့တဆင့်တက်ပြီးတော့အကြံဖြစ်တော်မူတာကဘသူမြဤတရားလည်းဥဟောရပါမတုံတတ္တိယအဆင့်မှာဘဟုကာရခောမေပင်စဝဂိယဘေကုယေမံပဒနာပဟိတတံဥပထဟိန္တုယေချင်းပင်စဝဂိမတိ၅ပါးတို့သည်မင်္ဂကိုပဒနာပဟိတတံပဒနာအလုအားထုတ်စဉ်ကာလကဥပထဟိန္တုယေဘူးယေချံကံလံပြုစုခဲ့ကြလေကုန်၏ဒီပင်စဝဂိယဘေကုထိုပင်စဝဂိမတိ၅ပါးတို့သည်မေငါဖေယအပေါ်၌ဘဟုပကာရကျေးဇူးဥပကာရများလာကုန်၏အင်မတန်ကျေးဇူးဥပကာရများတယ်ပင်စဝဂီတွေဟာဒုက္ခရစရိယာအကြောင်းနဲ့ကြာအောင်ကျင့်စဉ်ကယေဘူးယေချံကံလံပြီးငါအပြုစုခဲ့တယ်ယန္နုနာဟံပင်စဝဂိယာနံဘိက္ခုနံဓမ္မံဒေတိယံပင်စဝဂီတို့ကိုငါကတရားဟောရမှုကောင်းလေစွာလို့အဲ့ဒီလိုအကြံဖြစ်ခဲ့တယ်ဖြစ်တော့ပင်စဝဂီတွေကိုတော့အပန်းမရှိသလားဆိုတော့မရှိဘူးဘယ်ချင်းကလဲဆိုတော့9 နှစ်ကျော်6 နှစ်ရာသီတွင်ရောက်အောင်ဖရာကိုတော်မြတ်နောက်ကဥရဝေလတော်မှနေကြတယ်ရေဘူးရေချမ်းကမ်းလှမ်းကြတယ်9 နှစ်ကျော်6 နှစ်ရာသီမြောက်အောင်ဖရာကိုတော်မြတ်လည်းပဲအစာမစားဘဲနဲ့ပင်မကြည်စွာဖြင့်ကျင့်ခဲ့တယ်ကိုတော်ပင်မအောင်ကျင့်တဲ့အတ္တကိလမထသဘောသက်နေတဲ့အကျင့်တွေပေါ့
အဲ့ဒီလိုပင်မကြီးစွာကျင့်ခဲ့ပေမဲ့ပင်မကြီးစွာကျင့်လို့သာဘုရားဖြစ်ရမယ်ဆိုရင်ငါတက်တော့ဘယ်သူမှကျင့်နိုင်တော့မှာမဟုတ်ဘူးလို့ဘုရားလောင်းကဒီတော့ကိုယခုကဲ့သို့ပင်မကြီးစွာကျင့်ခြင်းဟာလည်းပဲလမ်းမမှန်သေးဘူးယုံရင်းနဲ့အစာအာဟာရကိုလက်ခံပြီးတကားလားခန္ဓာကိုမျှတအောင်ထပြီးတရားအထုတ်ရရင်ကောင်းလေဇွာလို့လုံးဝအစာမစားတဲ့ဘဝကနေပြီးတော့ကလပဲစွပ်ပြုတ်ကလေးတွေမတ်ပဲစွပ်ပြုတ်ကလေးတွေပဲနောက်စွပ်ပြုတ်ကလေးတွေအဲ့ဒီဟာလေးလောက်ကိုစားသုံးပြီးတော့ပဓာနအလုတ်အားထုတ်တဲ့အချိန်ကပြင်စဝဂီတွေကပဓာနအလုတ်ကယဟန်ကြီးဂေါတမလျောကျသွားပြီဆိုပြီးတော့အဲ့ဒီအချိန်မှာသူတို့ပြည့်သွားကြစွန့်သွားကြအဲ့ဒီလိုစွန့်သွားတော့အခုအချိန်မှာကဖေဟာကိုတော်မြတ်အနီးအပါးမှာပြင်စဝဂီတို့မရှိကြမရှိတော့ဘယ်မှာများပြင်စဝဂီတို့နေတယ်လဲလို့ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်ကြည်တော်မူတဲ့အခါဗာရာဏသီပြည်ဣတိပတ္တနာမိဂရာဝံတော်မှာရောက်နေကြတာကိုမြင်ခဲ့တယ်မြင်ပြီးတော့ကိုတော်တိုင်းကဥရဝေလတောဥကနေပြီးတော့ဗာရာဏသီပြည်ဣတိပတ္တနာမိဂရာဝံတော်သို့ကြွဖို့အချိန်တန်းခဲ့ပြီတခြားသောဖရာသဗ္ဗညုတွေမှာတော့ဗာရာဏသီပြည်ဣတိပတ္တနာမိဂရာဝံတော်သို့မဟာဗောဓိမှကြွတော်မူပြီဆိုလို့ရှိရင်ကောင်းကင်ခရီးကဇန်ရင်စီးပြီးတော့ကြွတော်မူခဲ့တယ်ဖရာတိုင်းအစိမ့်နေရသုံးလောကထောတာသဗ္ဗညုမြတ်စွာဘုရားဖြစ်တဲ့ဘုန်းကြီးတို့ဒကမာကြီးတို့ရဲ့ဖရာဘုန်းကြီးတို့ဒကာကြီးတို့ရဲ့ဖရာကြတော့သက်တော်အားဖြင့်လည်းပဲ80အငယ်ဆုံးနေရတဲ့ဖရာသက်တော်80ဆိုပေမဲ့ဖရာဖြစ်နေရတာ45နှစ်45ဝါရဲ့ဘလောက်အသက်တော်အငယ်ဆုံးအတူတောင်းဆုံးလေလို့ဆိုဒီတဲ့အောက်ရော့ရင်တော့ဖရာကိုဖြစ်မရတော့ဒါလောက်ပင်ပန်းအရေးတကြီး45ဝါအတွင်းမှာဖြစ်ပြီးတော့ဝိနည်းသရဝါတွေခြေချွတ်ရတာကတော့သက်တော်ရှိဖရာတို့နဲ့မချဝိနည်းသရဝါတွေကိုကခြေချွတ်ရတယ်ဘလောက်ပင်ပန်းတယ်အဲ့ဒီလိုပင်ပန်းပါတယ်ဆိုတဲ့အထက်ကခါတော်နာရတဲ့ဒုက္ခဝတ်လေခေါင်းတော်ခဲရတဲ့ဝတ်ဒီဒုက္ခတွေကလည်းပဲခဏနှိမ့်ဆက်ကြည်စမ်းပါဦးအခုဗုဒ္ဓဂယာခေါ်တဲ့ဥရဝေလကဥရဝေလဗုဒ္ဓဂယာကနေပြီးတကားလားဗာရာဏသီပြည်ဣတိပတ္တနာမိဂရာဝံတော်သို့ဓမ္မစကြာတရားဟောကြွတော်မူကြတဲ့ဖရာတိုင်းဟာကောင်းကင်ခကြီးကဇန်ရင်စီးပြီးကြွမြဲကြွတော်မူကြတာကြီးတယ်ပဲအစိမ့်နေရသုံးလောကထောတာသဗ္ဗညုမြတ်စွာဘုရားမှာတော့အခြားဖရာတွေလိုဇန်ရင်စီးပြီးကောင်းကင်ခကြီးကကြွတော်မမူနိုင်ဘူးဘာလို့တုံးဆိုတော့မြေပြင်ကဝိနည်းကရှိသေးတယ်ဥပကအတွက်ပေါ့တခြားဖရာတွေလိုကောင်းကင်ကမကြွနိုင်ပဲနဲ့ဥရဝေလကနေပြီးတစ်ဆက်ရှိယူသနာဝေးတဲ့ခကြီးကိုခြေလင်ခရီးဖြင့်ကြွတော်မူခဲ့ဂယာနဲ့ဘောဓိရဲ့အကြားသုံးကားဟုတ်ရှိတယ်အဲ့ဒီဂယာနဲ့ဗုဒ္ဓဂယာနဲ့မဟာဗောဓိရဲ့အကြားမှာဥပကနဲ့မြတ်စွာဘုရားနဲ့တွေ့တော့ဥပကကမြတ်စွာဘုရားဘာလျှောက်တယ်လဲဝိပဿနာနိခောတိအာဟုသောဣန္ဒြိယာနိပရိသုဒ္ဓောသာဝိဝံတော်ပရိယောဒံတော်အရှင်ကြည့်ရတာဟာမျက်စိတွေနားတွေနှာတွေလျှာတွေကိုယ်တွေစိတ်တွေဆိုတဲ့ဒီဣန္ဒြေ6ပါးကကြည်လင်တန်ရှင်းလာပါပြီပရိသုဒ္ဓောသာဝိဝံတော်အရေးအစဉ်ကစင်ကြယ်လာပါပြီပရိယောဒသောအပြစ်ကင်းစင်လာပါပြီအရေးအစဉ်တန်ရှင်းစင်ကြယ်တာကိုမြင်ပြီးတကားလားဣန္ဒြေတွေကကြည်လင်တဲ့ပုဂ္ဂိုလ်ပဲလို့မှန်စားပြီးအနုမာနဗုဒ္ဓအဖြစ်သိရသူပြောခဲ့ကံတိတွင်အာဟုသောဥဒိတပပစီတောအာဟုသောငါရှင်တွင်သတိကံပဲသူကိုဥဒိတရည်ညွှင့်၍ပပစီတောအတိယဟံပြုခဲ့တည်းသင်ဘသူကိုရည်ညွှင့်၍ယဟံပြုတာလဲကောဝန္တေတ္ထာသစ္ဆရာဘသူလဲ
ကန္တဝါတွန်ဓမ္မံတော်စေတိဘဇုတရားကိုသင်နှစ်သက်တယ်လေလို့အဲ့ဒီလိုသူ့နဲ့ငါဟန်လူသားမန်အတန်းအစားထားပြီးတော့သူကလည်းသူ့နဲ့ငါဟန်လူသားမန်တို့ရဲ့အတန်းအစားတွေကပုဂ္ဂိုလ်ဆိုတော့အဲ့ဒီစကားပဲပြောလိုက်ပြောတော့သာဝိညုမြတ်စွာဘုရားကရေရေတော့မင်းကုန်းအနေနဲ့သဗ္ဗဗေဘူးသဗ္ဗဝိတုဟမတ္တမိသာဝေသူဓမ္မေသူအနုပလိတောသဗ္ဗံသဟောတနေခယေဝိမုတ်တောတယံဘိညာယကမုဒ္ဒိတေယံဥပကจิตာဥပကအဟံငါဘုရားကသဗ္ဗဗေဘူးအလုံးစုံသောတေဘူးမကတရားကိုလွှမ်းမိုးစိုးပိုင်တော်သူသည်အတ္တမိဖြစ်ပေ၏ဘသူကငါအပေါ်ဆရာဖြစ်ရမှာလဲကွယ်တေဘူးမကရှိသည်များတရားတွေအပေါ်ကိုငါဘုရားကအနိစ္စလက္ခဏာယင်တင်လို့ရင်တင်ဖြုံးဆိုဒုက္ခလက္ခဏာယင်အနတ္တလက္ခဏာယင်လှဲ့ကအလိုရှိသည်များပိုင်စိုးပိုင်နှင်းတင်နိုင်တဲ့အရေးချင်းရှိတဲ့အတွက်တေဘူးမကတရားတွေအပေါ်မှာငါဘုရားကစိုးပိုင်တယ်လွှမ်းမိုးတယ်တဲ့အတ္တဒိဋ္ဌိအစိုးပိုင်မျိုးပြောတာမဟုတ်ဘူးနော်တေဘူးမကတရားတွေကိုအလိုတော်ရှိတဲ့အချိန်မှာအလိုတော်ရှိတဲ့အနိစ္စဒုက္ခအနတ္တလက္ခဏာယင်တင်း၍သုံးသနိုင်တာကိုကာမပိဘူးအလုံးစုံသောတေဘူးမကတရားတို့ကိုလွှမ်းမိုးစိုးပိုင်သူသည်အတ္တမိဖြစ်ပေ၏လို့ဒီလိုပြောတာသဗ္ဗဝေဒုအလုံးစုံသောတေဘူးမကတရားတို့ကိုအရဟတဖို့ပေါအသိဉာဏ်ရောက်ပြီးသောသူသည်အတ္တမိဖြစ်ပေ၏သိပြီးသားတေဘူးမကတရားတွေကိုပိုင်ပြီးသားနိုင်ပြီးသားသိပြီးသားသဗ္ဗေတုဓမ္မေတုအနုပါလိတောသဗ္ဗေတုဓမ္မေတုအလုံးစုံသောတေဘူးမကတရားတို့၌အနုပါလိတောမလိမ့်ကြံသောသူသည်အတ္တမိဖြစ်ပေ၏တဏှာဖြင့်မလိမ့်ကြမှုမာနဖြင့်မလိမ့်ညိဘူးဒိဋ္ဌိဖြင့်မလိမ့်ကဘူးသဗ္ဗံသဟောတနခယေဝိမုတ်တောသဗ္ဗံသဟောအလုံးစုံသောတေဘူးမကဝိဒုက္ခတရားဝဲတွေ့တာတတ်မဲ့တဲ့တဏှာကိုပယ်ရှားပြီးဖြစ်သည့်အတ္တမိဖြစ်ပေ၏ပယ်ရှားပြီးဖြစ်သောကြောင့်တဏခယေတဏှာကုံရာနိဗ္ဗာန်ပရမ၌ဝိမုတ်တောညွတ်သူကိုင်းသူရှိုင်းသူသည်အတ္တမိဖြစ်ပေ၏သယံကိုယ်တော်တိုင်းအပညာယထူးသောဉာဏ်ဖြင့်နိဗ္ဗာန်ပရမကိုပိုင်ဖြတ်ထင်သိမြင်ပြီးဖြစ်သောကြောင့်ကံဥညိဥဖြူအဘယ်သူကိုကံကြီးငယ်မဟုအဘယ်သူကိုဥဒိသေးယံဤသူကငါဆရာပဲဟု၍ညွန်ကြားဝယ်ရှိပါလိမ့်မည်နီမရှိဧကမှန်လာပါပေ၏လို့လောကကြီးမှာဘသူကိုမှငါဆရာရဲ့လို့ညွန်ပြเสียမရှိပါဘူးနမေယစရိယံအထေတရိသောမေနဝေသတိလောကုတ္တရာတရားအပေါ်၌ငါမှာဆိုရင်ဆရာမရှိပါဘူးဆရာရှိဖို့နေနေသာသာတရိသောမေနဝေသတိလောကုတ္တရာတရားသိတဲ့နေရာမှာငါဖျားနဲ့တူတဲ့ပုဂ္ဂိုလ်တောင်မှမရှိဘူးသာတိဝကသမီးလောကသမိန်နတ္တိမေပတိပုဂ္ဂလောနတ်မြမနဲ့တကွတတ္တလောကကြီးတစ်ခုလုံးမှာငါဖျားနဲ့တူပြိုင်ရှင်ပြိုင်ဖို့ရန်ပုဂ္ဂိုလ်ရဲ့လို့မရှိပါဘူးတဲ့ဓမ္မစေကံဘဝတေတုံကိစ္ဆာမိကာတိနံပုရံအန္တိဘူတသမီးလောကသမိန်အာဟိံသံအမတ္တဒုံတုပေဓမ္မစကြာတရားဓမ္မစကြာခေါ်တဲ့ဒေသနာဉာဏ်ကိုလီစေဖြစ်စေဖို့ရန်အတွက်ငါဖျားကကာတိတိုင်းဗာရာဏသီပြည်ဣတိပဒနာမိဂဒါဝံတော်သို့ယခုသွားပြီအာဟိံသံအမတ္တဒုံတုပေအမြိုက်နိဗ္ဗာန်စီကြီးကိုယခုငါဖျားကတီးပြီအာလို့အဲ့ဒီလိုပြောလိုက်ရင်ပဲဥပကကမထိတတိနဲ့ယထာခောတွန်းအာဟုသောပฏิဒါနာတိအရဟတိအနန္တရူပောငါရှင်ပြောသလိုဆိုလို့ရှိရင်ဖြင့်အနန္တဇိနဖြစ်ထိုက်ပါသနော်တဲ့ငါရှင်ရဲ့နာမည်ဟာအနန္တဇိနဖြစ်ရမည်ပေါ့ငါရှင်ဝန်ခံတဲ့အတိုင်းသာဖြစ်ရင်အနန္တဇိနဖြစ်ထိုက်ပါပြီတဲ့ဒီတော့မှမြတ်စွာဘုရားကမာရိတာဝေဇိနဝန္တိယေပတ္တအာသဝေခယံဇိတမေဘဘကဓမ္မတတမဟာအမှုပကဇိနောဥပက
လောကမှာဆိုရင်ငါကဲ့သို့သောပုဂ္ဂိုလ်မှာဇိနဆိုတဲ့အမည်ရတယ်အသဝခယဉာဏ်တို့ရောက်ပြီးပြီငါမှမကောင်းမှုအကုသိုလ်တရားတွေကိုအကျုံးမဲ့အောင်ပြီးဖြစ်သောကြောင့်ဥပကငါကဇိနအမည်ရှိပေတယ်လို့ရှေးရွယ်တောက်ဘုရားကိုယ်တော်မြတ်ကမိန့်ကြားတဲ့အခါဥပကဟုပေးရပါဟုသောဟုတ်ပါလိမ့်မယ်ငါရှင်လို့မယုံချင်းယုံရင်မယုံတဝက်ယုံတဝက်အနေနဲ့ဟုပေးရပါဟုသောအာဟုသောငါရှင်အပိစင်လေဟုပေးရဟုတ်တော်မူဟုတ်ပါလိမ့်မယ်မဟုတ်ရှင်လည်းရှိမယ်ပေါ့မယုံတယုံမယုံတဝက်ယုံတဝက်နဲ့ပြောပြီးတဲ့ကာလဝိတံဩကံပိတဝဥခေါင်းကိုညင်၍တဲ့မေဃဥက္ကမဥမေကံကေတဝဘက်ကမိလမ်းလွဲလမ်းဖဲကိုယူပြီးတော့ဖဲသွားပြီမျက်နှာချင်းဆိုင်တွေ့တဲ့ဥစ္စာမှာပေါ့လေဘုရားနောက်ကလိုက်သွားမယ်မဟုတ်ဘူးတခါလေဘေးကလမ်းဖဲပြီးတဲ့ကာလသူသွားမြေလမ်းကိုပဲသွားတယ်သို့တော်သူရဲ့အကြောင်းဝတ္ထုကပြောခြင်းလို့မဟုတ်ဘူးနော်ဘုရားကိုယ်တော်မြတ်အစဉ်သဖြင့်ခရီးဒေသစာရီကြွချီတော်မူခဲ့လို့ပါရဏတိပိဣတိပတနာမိဂရာဝံတောအတွန်းရင်စဝက်ကြီးမထီတို့နေတဲ့နေရာတို့ရောက်ပြီခလှမ်းလန်းကပဲပြင်စဝက်ကြီးမထီတို့ကဘုရားကိုယ်တော်မြတ်ကြွလာတာကိုမြင်ခဲ့ပြီမြင်တော့အချင်းချင်းဂတိကဝတ်ထားကြဘယ်လိုထားတော့ယံအာဟုသောသမနောဂေါတမောအာဂိသတိဘာဝံလိကောပဒနာဝိဗံတောအာဝတ္တောဘာဝံလိကောပဒနာဝိဗံတောအာဝတ္တောဘာဝံလာယအာဟုသောငါရှင်တို့ဘာဝံလိကောပစ္စည်းလေးပါပွားများဖို့ရန်ကြင်ကြံကြိုးကိုအားထုတ်လေရှိသောပဒနာဝိဗံတောကမ္မထံအလုံးမှလျော့ကြလေပြီးသောဘာဝလာယပစ္စည်းလေးပါပေါများဖို့ရန်အာဝတ္တောလီးကြလေပြီးသောအယံသမနောဂေါတမောဤယာညီဂေါတမသည်အာဂိသတိဟောဟူမှလာနေပြီကြည်သားဟိကမ္မထံလူထွက်ကြီးကမ္မထံပဒါနာအလုံးမှလျော့ကြတဲ့ကမ္မထံလူထွက်ကြီးဖြစ်တဲ့ယာညီဂေါတမပစ္စည်းလေးပါလိုက်စားတဲ့ယာညီဂေါတမဟောဟူကလာနေတယ်သောနေဝအပိဝါဒိတဘောနပိစုဋ္ဌာတဘောနတ္တပတ္တစီဝရံပဋိက္ခေတဗံသောထိုယာညီဂေါတမကိုနေဝအပိဝါဒိတဘောရှိမခိုးကြသတံနပိစုဋ္ဌာတဘောခရီးဥမကြိုးဆိုကြသတံအတ္တထိုယာညီဂေါတမဤပတ္တစီဝရံသပိတ်သင်္ကန်းကိုနပဋိက္ခေတဗံမခံယူကြသတံခရီးဥလည်းမကြိုးကြဆိုနဲ့သပိတ်သင်္ကန်းလည်းလှမ်းမယူကြဆိုနဲ့ငါတို့၅ပါးရှိမခိုးကြသတံသို့တော့ပါဠိတော်ထားတဲ့သေးတယ်ဆိုတော့အပိစခောအာသနံအပိစခောအာသနံတပိတဗံသာစေသောအာကင်ခိတတိနိတိဒိဋ္ဌတိအကယ်၍ထိုင်ရင်ထိုင်ရအောင်နေရာလေးတော့ခင်းထားကြပါကွယ်ဒီလိုချစ်ချင်းကလည်းမကင်းသေးဘူးဟန်ကလည်းလှုပ်ချင်သေးတယ်ဒီတော့ဒီနာလာလို့ရှိရင်ဖြင့်နေရင်ထိုင်ရင်ထိုင်ရအောင်တော့နေရာလေးတော့ခင်းထားကြပါစို့လို့ဂတိကဝတ်ထားပြီးတယောက်အကဲတယောက်ခန့်နေသာဝိညုမြတ်စွာဘုရားလည်းခြေတလန်းမှတလန်းနဲ့ပြင်စဝက်ကြီးမထီ၅ဦးတို့ရှိရသို့အစဉ်အကျဉ်ချင်းရာအဖြစ်ချင်းကတ်တော်မူခဲ့ပြီတလန်းနဲ့တလန်းနီးက၍လာလေဂတိကဝတ်တွေပြက်လေတကူတော်ကိုသူတို့ကစောစောကခရီးဥမကြိုးဆိုသတန်းလို့ဆိုတယ်ဒါပေမဲ့လို့ရှေ့ဆုံးနီးတဲ့ကိုတော်ကစပြီးတဲ့ကာလဘယ်လိုထလိုက်ဘယ်လိုကြွလိုက်တယ်မသိဘူးဂတိကဝတ်ပြက်ပြီးတော့ဘုရားကိုလှမ်းပြီးတော့ခရီးဥကြိုးဆိုခဲ့တယ်ဟိုကိုတော်မဂတိကဝတ်ပြက်ပကောဆိုပြီးတဲ့ကာလတပားကငါကသူ့တော့အရှုံးမခံဘူးဆိုပြီးတော့သပိတ်သင်္ကန်းထပြီးတော့သွားပြီးကျိုးပြီးယူခဲ့တယ်သူကသပိတ်သင်္ကန်းယူလို့ရှိရဲ့ငါကအညံ့မခံပါဘူးဆိုပြီးတော့တတိယပုဂ္ဂိုလ်ကနေရာခင်းတယ်သူအညံ့ခံပါယူလားဆိုပြီးတော့တပားကစတုထပုဂ္ဂိုလ်ကခြေစည်းရည်တည်ခဲ့တယ်ပင်စမပုဂ္ဂိုလ်ကခြေစည်းအင်းမြင်လို့ခြေဖို့အိုးချမ်းလို့တခါတည်းဘုရားကိုယ်တော်မြတ်သုံးစွဲဖို့ရန်အတွက်ချခဲ့တယ်မူလဂတိကဝတ္တွေအကုန်ပြက်နေရာခင်းသူကခင်းသပိတ်လှမ်းယူတဲ့လူကသပိတ်လှမ်းယူသူကယူ
ရှိသေးရတဲ့ရှိသေးအမြင်တွေခင်းထားတဲ့နေရာ၌ဖရာသဗ္ဗညုထိုင်ရှိတော်ကိုစေးပြီးတကာလပฏิတန္တာရပြင်စဝဂီတို့ပြောကြတဲ့စကားတွေမှာအာဟုသောဂေါတမငါရှင်ဂေါတမငါတို့ဥရဝေလကပြန်လာတဲ့အခါငါရှင်စိတ်ထဲမှာဘယ်လိုများဖြစ်သေးသလဲအာဟုသောဂေါတမငါရှင်ဂေါတမငါရှင်ဂေါတမနဲ့မြတ်စွာဘုရားရဲ့ဒုက္ခဒုက္ခအကြောင်းကိုပြောတိုင်းစကားနှီးတော့ပြောဆိုတဲ့အခွန်းတွေထဲမှာအာဟုသောဆိုတဲ့ကိုရည်သူထား၍ပြောတဲ့စကားဂေါတမလို့မြတ်စွာဘုရားကိုအနွယ်တော်ဖြင့်ခေါ်ဆိုလိုက်တဲ့အမည်တော်ဖြင့်ခေါ်ဆိုလိုက်တဲ့စကားသူတော်ကောင်းဘက်ကကြည့်ရင်ဖြင့်အင်မတန်ရိုင်းပြတဲ့စကားနှလုံးကိုသုံးနေတယ်အဲ့ဒီအသုံးမျိုးကိုသိတော့သဗ္ဗညုမြတ်စွာဘုရားကမဟာဘိက္ခဝေတထာဂတံနာမေနသအာဟုသောဝါရိနသသမုဒ္ဒါသရထာဘိက္ခဝေယဟန်တို့တထာဂတံရှိဖျားတို့အတူလာခြင်းကောင်းတော်မူတဲ့သဗ္ဗညုထုတငါဖျားကိုနာမေနသဂေါတမဟု၍ရိုင်းပြစွာအမည်ရင်ဖြင့်၎င်းအာဟုသောဝါရိနသကိုရည်သူထအာဟုသောငါရှင်ဆိုတဲ့စကားဖြင့်၎င်းမာသမုဒ္ဒါသရထမပြောကြကြကုန်လင်အဂါရဝဖြစ်လိမ့်မယ်ယူသေးခြင်းကင်းမဲ့တဲ့အဂါရဝဖြစ်လိမ့်မယ်ဒါကြောင့်ငါဖရာရဲ့ပေါ်၌အာဟုသောဆိုတဲ့ကိုရည်သူထား၍စကားမျိုးပြောကြမျိုးဂေါတမလို့အမည်ရင်ထုတ်ဖို့ခေါ်ငင်းတဲ့ရိုင်းပြတဲ့စကားမျိုးနဲ့ခြေသားတို့မပြောကြကုန်လင်အရဟံဘိက္ခဝေတထာဂတောသမ္မာသမ္ဗုဒ္ဓောဘိက္ခဝေခြေသားတို့အရဟံလူနာတို့ဤပူဇော်အထုကိုခံတော်မူတတ်သောသမ္မာသမ္ဗုဒ္ဓောသဗ္ဗညုတဉာဏ်ရှင်ဖြစ်တော်မူသောအဟံငါတိကတထာဂတောရှိဖျားတို့အတူလာခြင်းကောင်းတော်မူခဲ့လေပြီဝါဟံငါတိကအရဟံဂုဏ်ရှင်ဖြစ်တော်မူပါပြီသမ္မာသမ္ဗုဒ္ဓောသမ္မာသမ္ဗုဒ္ဓဂုဏ်ရှင်ဖြစ်တော်မူပါပြီတထာဂတောရှိဖျားတို့အတူလာခြင်းကောင်းတော်မူခဲ့ပါပြီဩဒဟတဘိက္ခဝေသောတံဘိက္ခဝေယံတို့သောတံနာကိုဩဒဟတစိုက်ထောင်ကြကိုဖြစ်သားတို့နာကိုစိုက်ထောင်ကြအဟမနုတာတာမိအဟံဓမ္မံဒေသိမိအာငါဖျားဒီအနုတာတာမိသုံးမဖေယအဟံငါဖျားပင်ဓမ္မတရားကိုဒေသိမိဟောဖေယယထာနုသိဋ္ဌံတထပတိပိစ္ဆမနာငါဖျားသုံးမတဲ့အတိုင်းသင်္ချစ်သားတို့ကျင့်ကြံကြပါမူပါယတထာယကုလဗုဒ္ဓသမ္မဒေဝအာဂါရသမနာဂါရိယံပပဇန္တိသတနုတ္တရံဇမစရိယပရိယောသနံဒိဋ္ဌိဝဓမ္မေတယံပညာသေတိကတဝဥပသံပစ္စဝိရိတထာငါဖျားဆုံးမတဲ့အတိုင်းသင်္ချသားတို့လိုက်နာကျင့်ကြံလို့ရှိရင်ဖြင့်အမျိုးကောင်းသားဖြစ်တဲ့သင်္ချသားတို့လူလာတောင်းလာတဲ့အရဟတဖို့ကိုယခုဘဝမျက်မှောက်မှာပင်လင်ပြည်စုံ၍သင်္ချသားတို့နေရလိမ့်မယ်အရဟတဖို့ပေါက်ယခုဘဝပင်သင်္ချသားတို့ရရောက်နိုင်ပါတယ်အဲ့ဒီလိုပြောတော့ပြင်စဝဂီတွေကဘာပြန်ပြောတယ်လဲတာယပိခောတွန်အာဟုသောဂေါတမဣရိယာယတာယပฏิပဒါယတာယဒုက္ခရကာရိကာယနေဝဇဂာဥဒ္ဓရိမနုဿဓမ္မအလမရိယညာနာဒသနာဝိသေတံငါရှင်ဂေါတမထလောက်ကြီးအပြောမကြည့်ပါနဲ့ဟိုဥရဝေလတောဥမှာကျွန်ုပ်တို့ရှိစဉ်ကာလအစာမစားဘဲနဲ့ခဲကဲရင်ရင်ဒုက္ခရသရိယာကိုကျင့်နေစဉ်ကာလကမှသမ္မာသမ္ဗုဒ္ဓသဗ္ဗညုတဉာဏ်ကိုမရသဗ္ဗညုတဉာဏ်ကိုမရပါပဲလျက်ဂိမ္ပနာတွန်ဧတရဟိဘာဝံလီကောဗဒနာဝိဗ္ဗန္တောအာဝတ္တောဘာဟုလာယအတိကမိတ္တိဥဒ္ဓရိမနုဿဓမ္မအလံမိယညာနာဒသနာဝိသေတံအစာမစားပဲကျင့်နှုံးကမှသဗ္ဗညုတဉာဏ်ကိုမရပဲပါလျက်အခုကမ္မထံမှလျောကြတဲ့ဗဒနာဝိဗ္ဗန္တဗဒနာလူတွေကြီးဖြစ်မှပစ္စည်း၄ပါးပေါ်များဖို့ရန်အားထုတ်တဲ့ဘာဝံလိကသမားကြီးဖြစ်မှသဗ္ဗညုတဉာဏ်ကိုဘယ်မှာရနိုင်မလဲဒါရိုးရိုးပဲပြောတာနော်သူတို့စိတ်ထဲမှာရှိတဲ့အတိုင်းရိုးရိုးပဲပြောတာမြစ်ချိုးမှုချိုးနိုင်လို့မင်းတဲ့ပြောတာမဟုတ်ဘူးစိတ်ထဲမှာရှိတဲ့အတိုင်းရိုးရိုးပဲပြောလိုက်ကြဒီတော့မြတ်စွာဘုရားကဗာပြန်ပြောတယ်လေနဘိက္ခဝေတထာဂတောပဒနာဘာဝံလိကော
Na Badana Wibando, Na Awadoba Hunlaya, Bakery, Chedayano, Tatagado, Sipiado, Adulajan, Kauno Mudenga, Payadi, Na Badana Wibando, Kamatam Aluma, Leoja, Dulimo Babi, Badana Ludajimo Babude, Na Bahunli, Kopi, Silivamiabu, Yang Atokin Janet, Dulim Hobe, Na Bahunlaya, Awadobi, Silivamiabu, Yang Adwe. Lala Babedu, Levi, Chado, Dulim Hobe. Adahang Bakery, Tatagado, Tamatambudo. Adahang Goshen, Tamatambuda, Goshen, Tata, Goshen. Since the Egan Napia Mangere. Chitado Nago, Saitong Yago. I'm young Nivan Napia, Ticket, Mingavi. Aha, Manutami and the Mande Demi. Napia Sumame. Napia Diago Home. Yatanu they done that have a deep Zamana, Nasira Deva. Yandantaya Kula Bota, Tama Deva, Agada, the Managari and Pavazandi. Tata Nutram Jamatria, Priota, Nandiva, Damidian Bina, the Ticadua, Upatan Visa, we are at the time. Napia Sumari and Lina Chin and Lucy and Tinchadado. Lula down at the Adahata Pogo, they Tadama, Pizzeca, Boa, and Yamo Pivi. Nia Bali me. Majang Nia Melu. Any little fan Tabio Janole, Dudia Ajay. Then so what you do, she need a time with you. They are good on Yalet, she need a time with Jambua. Tadia Ajay Neve. Dia Bikoto Audo Godama Idia Sadi. Uru Lama, Janutu, Tinshashi and Galaga, Samasabe, Jinluma. Sabi New Piamapian and Bay. Akuba only got the Maji Chima. Badana Wibanda Badana, Kamatam Aluma, Leoja, Bogo Yipima. They got that new Danyamujana in Malelu. Yodo, Tadia, Jino, Piakuromyaka, Zagagu, Piang, Piro, Yoga. Abizana, Tamino, Tome, Ido Bakery. Abizana, Tamino, Bakery. Ido Pobe, Iwaru Bambadi Dameda. Bakery, Chedado. Don't get in Chedado, the Mingapia, upon night. Ido Pobe, Yaku, a chamber. She chitted, but I not look at us and Kala Donga. Iwaru Bangido the Boshido. It only the Gamugo, but the Damjoge Boo, Ihu. Abizana, no Abizana Tanu, then Chedado, Maya Jagonala. Tadia Chinjado, you pure Mayado. Chedado. Piambi Nasenaja Zamba. Uruwela do Uma Badana, Alogo, Atos and Gala. Togara Saria, Jins and Gala Donga. Chedado Ngapia, Tenji on look. Kuyongua may open and Nama, Kuyongua, Bilumia. A Tenji on Wajapa, Swap Yojage, Budala. Nama, I own a make with Tenji look, then look a Tenji on Nabioge, Budala. Any look your as a Gamia, then look. Jabudala, 3 Budala. No hit and bandy. Put on your payapsi like John Congo, you please in a dinya lay yaudo. Hold day. She do my deal with the garden of your roof. A cool year up at it. That when you pay apsi, look at the garden with your bello. Kind pinya also, ye, so video. You will do the Nakang. A young woman, the Ago Natown and Nasai town. Sagatalo, Mamma Biodo, and Yasaitan Tantadi. This time, Liva de Yago, Dibuya, and Dobesego, Saudi, Piro Nija. That in a Dumabo, no? You did in Najan, Todu, they do. Go down order into Naton, you in Najan. Hoja de Yago, Dibuya, and Dobesego, Tajan. In a Dunyan, a Bizon de Eddie, a chain mamma, Davin, you, Yasafiaga. We may make a way and Babazidina, not the wheat taba. What is Tabagilia? Peloti on Jaya, the Lelu Suro, Sajavala died down. Not William Adu Jaya. Trotwade at Damabe. Tifia Dana Mafia. The Yahodo and Nina Batama Zoom Twala, the Yadan Adababe.
ခုနကဟာဒီဟာတရားဟောတာမဟုတ်သေးဘူးနော်စကားပြောတာပဲဖြစ်နေတယ်ဒွေညုဘိက္ခဝေယံတပပစိတေနနသေဝိတပါဘိက္ခဝေယံတို့များအိုချစ်သားတို့ပပစိတေနယဟံငါဖြစ်သူကရောက်သောပုဂ္ဂိုလ်သည်ဒွေနှစ်ပါးကုန်သောဣမေအန္တာဣတိယအစုတို့ကိုနပတိသေဝိတပါမမီဝဲအကုန်ယဟန်တော်ဆိုတာဤဆိုလက်တန်သောတရားနှမျိုးကိုမမီဝဲမသုံးစွဲကောင်းဘူးကတမေတွေတရားနှမျိုးဆိုတာဘာတွေလဲဆိုတော့ယောစာယံကာမိဒုက္ခမဒုက္ခလိကနုယောကောဤနောကံမောပောထုဇဏီကောနာရိယောအနာထတံဟိတောရုပ်လဲယုံညံ့တယ်ရိုင်းလဲရိုင်းပြတယ်ပုထုဇဉ်သူငါလူတကာနဲ့ဆက်ဆံတဲ့အလုံးမျိုးလည်းဖြစ်တယ်အရိယာတို့ဤဥစ္စာအရိယာတို့ရဲ့အကျဉ်းလန်းစဉ်လည်းမဟုတ်ဘူးအကျိုးမဲ့နဲ့သာဆက်ဆိုင်နေဝါအကျိုးမဲ့ကိုသာဖြစ်စေနိုင်တဲ့ဝတ္ထုကာမတို့၌ကိလေသာကာမဖြင့်ညှိတွေ့တဲ့အကျင့်ကိုကျင့်ကြံကြိုးကိုအားထုတ်ခြင်းအဲ့ဒါကယဟန်တော်မမီဝဲမသုံးဆွဲရမယ်ပယ်ရှားရမယ်ပထမအဖို့အစုတရားပါပဲတဲ့လောဘတရားပေါ့ယောဇာယံအတ္တကိလမထာနုယောဂောဒုက္ခအနာရိယောအနာထတံဟိတောဆင်းရဲကိုဖြစ်စေတတ်တယ်အရိယာတို့ဤအလုံးမဟုတ်တဲ့အကျိုးမဲ့နဲ့သာဆက်ရှင်တဲ့အတ္တကိလမထာနုယောဂခေါ်တဲ့မိမိကိုယ်ကိုမိမိပင်ပန်းအောင်အားထုတ်ခြင်းအဲ့ဒါကတော့အိန္ဒိယမှာမှပေါ်တယ်နော်သူ့ဘောမှာတက်ပြီးတော့အိတ်ဓာတွေအဘောကနေကြပူးတုံးလေးမျက်နှာကမိဘုံကြီးတွေထားပြီးတကားလားအလဲကောင်မှနေပြီးတော့ကိလေသာအပူတွေကိုကိလေသာတွေမိခင်ပြစ်တယ်ဆိုတဲ့အဲ့ဒီအစင်းရဲခန္ဓာမျိုးတွေဆောင်းတို့ညမှာအန္တရထကဆိုတဲ့အင်မတန်ချမ်းတဲ့ရဲထဲမှာအင်္ဂါကြောကိုအာယုံတဲ့ကိလေသာတွေမျောတယ်ဆိုပြီးတကားလားအင်မတန်ချမ်းတဲ့စီးတဲ့အချိန်မှာကင်္ဂါမြင့်ဆင်းပြီးတကားလားရေချိုးတဲ့အကျင့်တွေအဲ့ဒါတွေအန္တကိလမထာနုယောဂအဲ့ဒီတရားကိုလည်းပယ်ရှားရမယ်ဣတိကောဘိက္ခဝေဥဘောအန္တေနုပကမ္မမေဇိမာပฏิပဒါတထာဂတိနာအဘိသံဗုဒ္ဓจิตတို့ယခုပြောခဲ့တဲ့တရားနှစ်စုကိုမကတ်မရောက်ဖဲနဲ့အဲ့ဒီတရားနှစ်စုကခုပြောလို့ကာမတုခံလိကနုယောဂအန္တကိလမထာနုယောဂဆိုတာလုပ်ငန်းစဉ်အရပြောတယ်နော်တရားသဘောနဲ့ပြောလို့ရှိရင်ဖြင့်လောဘနဲ့ဒေါသနှစ်ခုမကတ်ဖဲနဲ့ဣတိခောဘိက္ခဝေဥဘောအန္တေအနုပကမ္မမေဇိမာပฏิပဒါတထာဂတိနာအဘိသံဗုဒ္ဓလောဘပဲလည်းမလိုက်ပါဒေါသပဲလည်းမလိုက်ပါအလေကောင်းမှဖြစ်တဲ့မေဇိမာပฏิပအကျင့်များကိုသင်တို့ဆရာငါဘုရားကပိုင်းခြားတင်သိမြင်အပ်ခဲ့လေပြီဘယ်လိုကုန်သူရှိတုံးသက္ကုကရဏီညာနာကရဏီဥပသမယအဘိညာယသံမောဒယနိဗ္ဗာနယသံဝတ္တိဉာဏ်မျက်စိကိုပြုတတ်တယ်ငါဘုရားယခုတွေ့ခဲ့တဲ့မိသိမှာပฏิပဒါလမ်းအဖြစ်ဉာဏ်မျက်စိကိုပြုတတ်ပါတယ်ဒါဖြစ်ရင်အဲ့ဒီမိသိမှာပฏิပဒါလမ်းကဒီကျေးဇူးတွေမလားဆိုတော့ဥပသမယကိလေသာခတ်သိမ့်ကြီးအေးဖို့ရန်အဘိညာယထူသောဉာဏ်ဖြင့်သိမြင်ဖို့ရန်သံဃောဓာယမဉ္ဇဉ်ဖြင့်သစ္စာလေးပါးသိမြင်ဖို့ရန်နိဗ္ဗာန်ယအနုပါတိတေတနိဗ္ဗာန်ခံစားမှုရန်လို့ငါတန်ဝတ္တိဖြစ်၏အနုပါတိတေတနိဗ္ဗာန်တိုင်ရောက်အောင်ကြိုးပေးနိုင်တဲ့မိဇိမပฏิပဒါလမ်းပဲကတမသတာဘေကဝေမိဇိမပฏิပဒါတထာရေနာအပိသံဗုဒ္ဓသက္ခုကရဏီညာနာကရဏီဥပသမယအဘိညာယသံဘောဓာယနိဗ္ဗာနယသံဝတ္တိငါဘုရားသိတဲ့အဘိညာအကျိုးရှိသံဘောဓာအကျိုးရှိနိဗ္ဗာန်အကျိုးရှိကိလေသာခတ်သိမ်းငြိမ်းရတဲ့သဥပါတိတေတနိဗ္ဗာန်အကျိုးရနိုင်တဲ့မိဇိမာပฏิပဒါအကျင့်ဆိုတာဘယ်တရားတွေလဲလို့သင်္ချေသားတို့မေးလို့ရှိရင်အယမေဝအရိယောအထင်ကြီးကောမဲ့ကောသေယတိတံသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပောသမ္မာဝါစာသမ္မာကမ္မန္တောသမ္မာအာဇီဝောသမ္မာဝါယာမောသမ္မာတတိသမ္မာသမာဓိအထင်ကြီးကမဲ့ပါပဲတဲ့သမ္မာဒိဋ္ဌိဆိုတာဘာလဲဒုက္ခသစ္စာကိုသိအောင်အားထုတ်တာသမုဒယသစ္စာကိုနိရောဓမဂ္ဂသစ္စာကိုသိအောင်အားထုတ်တဲ့သိနေတဲ့ဉာဏ်သမ္မာဒိဋ္ဌိ
သမ္မာသင်္ကပ္ပဆိုတာဘာလဲနိက္ခမသင်္ကပ္ပ